မင်းသားဇမ်မတ်ကပဲရုပ်ရှင်ဘက်ကူးပြီးတော့လိုင်းကြောင်နေတဲ့အောင်စပူကိုကြော်တက်ပြီးနံပါတ်1ဇမ်မင်းသားဖြစ်လာတော့မယ့်စမ်းရည်မှုဟုတ်ကဲ့ပါအောင်စပူကတော့အခုလက်ရှိမြန်မာစသဖြင့်လောကမှာနံပါတ်1မင်းသားအဖြစ်ရည်တည်နေသူတယောက်ဖြစ်ပါတယ်။အောင်စပူဟာဆိုရင်ဖိုးချစ်တင်မောင်ဆန်းမင်းဝင်းတို့အသက်ကြီးပြီးခေတ်ကုန်လာတဲ့အချိန်ကိုဗစ်ကာလအလွန်မှာစူပါမင်းသားတစ်လက်ဖြစ်လာခဲ့တဲ့သူပါ။ဒါပေမဲ့လည်းအခုချိန်မှာတော့အောင်စပူကိုစွမ်းစာနေလက်တစ်လို့ဝေဖန်ပြောဆိုနေကြပါတယ်။အကြောင်းကတော့အောင်စပူဟာဇမ်မင်းသားအနေနဲ့အချိန်မခိုင်သေးခင်မှာပဲရုပ်ရှင်မင်းသားဖြစ်ဖို့ခြေလမ်းတွေစတင်နေလို့ပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းအောင်စပူနဲ့ခေတ်ပြိုင်ဆိုင်းရင်မိုးဆိုတဲ့ဇမ်မင်းသားချောချောလေးတယောက်ထွက်ပေါ်လာခဲ့ပါတယ်။အပြုံးချောချောလေးနဲ့သူမတူတဲ့အကာစွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့စမ်းရည်မိုးဟာဆိုရင်အခုချိန်မှာပြိုတိုင်းကျတဲ့နှင်းစီကိုင်းလေးဖြစ်နေရပါဘူး။စမ်းရည်မိုးဟာစကိုင်းတိုင်းကဏီမြို့နယ်တွေကကျေးရွာလေးတရွာကနေကြီးပြင်းလာခဲ့တဲ့ရွာသားလေးတယောက်ဖြစ်ပြီးတော့ဇက်သပင်ကိုငယ်စဉ်ကနေယူသွခုံမင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်သမင်းသားအလုပ်ကိုဒီဇိုင်းမမတ်လုပ်တော်မှာဖြစ်ပြီးတော့ဘရောမရုပ်ရှင်မင်းသားမလုပ်ဘူးလို့ဆိုပါတယ်။အရင်တုန်းကတော့ဖိုးချစ်တင်မောင်ဆန်းမင်းဝင်းတို့လိုမင်းသားအဖိုးကြီးတွေကိုယူသွားရင်ကြည်စရာဇမင်းသားရေလို့အောင်စပူပဲရှိခဲ့ပေမဲ့အခုတော့စမ်းရည်မိုးရေလို့ခေသူမဟုတ်တဲ့ဇမင်းသားလေးတစ်ပါးထွက်ပေါ်လာခဲ့ပါပြီ။ဒီပုံစံအတိုင်းဆိုရင်တော့စမ်းရည်မိုးဟာဇမင်းသားကဇက်မတ်ကပဲရုပ်ရှင်ဘက်ကိုကူးပြီးတော့လိုင်း